မဟာကုသိုလ်ရှင်ကျယ်ပွင့်မင်းကဘာလို့ခွေးဖြစ်သွားတာလဲကျွန်တော်ဒီဘဝမှာကျင်းကျုံမျိုးရဲ့အချမ်းသာဆုံးသူထေးကြီးပိုင်းချမ်းချင်းဖြစ်လူဝင်စားခဲ့တာတယောက်ရဲ့အသက်အန္တရာယ်ပြုမဲ့ကျင်းစားတိုက်ချင်းကိုခံလိုက်ရပြီးကားအစီဒန့်ဖြစ်လို့တေခါနီးဖြစ်သွားခဲ့တယ်ဝိညာဉ်ပြမဖြစ်သွားအောင်လို့ဒီခွေးခန္ဓာကိုယ်ရဲ့ဝင်ပူးပြီးတခင်မလေးပေါ်လာမဲ့အချိန်ကိုပဲစောင့်နေခဲ့ရတာနင့်ကိုဘသူကကျင်းစားတိုက်ပြီးလောက်ကျန်တာလဲဆိုတာနင်းသိလားတခင်မလေးအဲ့ဒီကျင်းစားကကျွန်တော်ကိုတတ်မလို့လောက်တာပါကျန်းရှက်မင်းကအပြစ်မရှိပါဘူးသူ့ကိုမြ мян လေးကယ်ပေးပါဦးငါကဒီလိုဝတ်စုံကြီးနဲ့ဆေးရုံသွားရင်ကျက်မိသားစုကတူတောင်းစားရောက်လာတယ်လို့ထင်နေဦးမယ်တခင်မလေးအခုတခင်မလေးရဲ့ခန္ဓာကိုယ်ကကျင်းကျိုးရှက်မိသားစုရဲ့တမီးရင်အစ်စ်အမှန်ပါမနှက်ဖြန်ရှက်မိသားစုကမိသားစုဝင်ဖြစ်အတိမတ်ပြုပွဲလုံးမှာဖြစ်ပြီးကျင်းကျိုးကထိတ်တဲမိသားစုအားလုံးကိုဖိတ်စာတွေပို့ထားပါတယ်အဲ့ဒီအချိန်ကျရင်ကျက်ရှက်မင်းရဲ့အဖေလည်းတေချာပေါက်ရောက်လာမှာပါသူ့ကိုကယ်ရမယ်ဟုတ်လားငါအတွက်ဘာကြိုးမျက်ရှိလို့လဲကျက်မိသားစုကပိုင်မိသားစုပြီးရင်ဒုတိယအချမ်းသာဆုံးထိတ်တဲမိသားစုပါတခင်မလေးပိုက်ဆံဘလောက်ပဲတောင်းတောင်းသူတို့ပေးမှာပါဒါဆိုလဲကောင်းပြီလေအဲ့ဒီကျရင်နေ့အတွက်ခွေးစာဝယ်ပေးမယ်တခင်မလေးကျွန်တော်ကလူပါဗျာခွေးစာမစားဘူးရှမ်းမိသားစုလည်းကွဲကွာနေတဲ့တမီးရင်းကိုနောက်ဆုံးတော့ပြန်ရှာတွေ့ပြီပေါ့အဲ့ဒီတမီးရင်းကဘလို့ပုံစံလဲဆိုတာမသိသေးဘူးရန်ရန်နင်တို့အိမ်ကပြန်တွေ့တဲ့တမီးရင်းကတောရွာမှာလူသေးတွေအတွက်စက်ကူရုပ်တွေလှုပ်ရောင်းစားတာဆိုဟုတ်လားတကယ်အမင်္ဂလာပဲဇီအဲ့လိုပြောပါနဲ့သူကငငယ်ကလေးကတောရွာမှာကြီးပြင်းလာရတော့လူသေးတွေနဲ့စီးဝါရှာခဲ့ရတာတနာစရာကောင်းပါတယ်ရှင်ကြားရတဲ့လောက်တော့သူမနေ့ကခွေးတကောင်ကောက်ရလာတဲ့နဖူးမှာလဲမိတော့ပုံစံအမှတ်သားပါသေးတယ်လူသေးတွေနဲ့ပတ်သက်နေတဲ့သူဆိုတော့ကောက်လာတဲ့ခွေးကအစထူးဆန်းနေတာပဲခါနေရင်သူ့ခွေးကိုခေါ်ထုတ်ခိုင်းလိုက်လေလူသေးပုံတွေကြားတဲ့ကျင်လည်နေရဲ့အကောင်လေးကိုငါတို့လည်းကြည့်ရအောင်ဟုတ်ပတ်ရှင်တော့ကလာတဲ့ကောင်မလေးနဲ့တိရစ္ဆာန်ကောင်စုပ်အရင်ကတော့ကျွန်တော်ကိုတခင်လေးပိုင်လို့ခေါ်ပြီးအခုကျတော့တိရစ္ဆာန်ကောင်စုပ်တဲ့တခင်မလေးကျွန်တော်သူတို့ကိုဆုံးမချင်နဲ့ဝမ်ချိုင်နင်းကဘဝပေါင်းများစွာကုသိုလ်တွေဆူဆောင်းလာခဲ့တဲ့လူကောင်းတယောက်ပဲကိုတိတ်ခါကိုမချလိုက်နဲ့တခင်မလေးကျွန်တော်သူတို့ကိုနည်းနည်းလေးဆုံးမမှာပါရမလားဟင်ရတယ်ငါနေရာကိုညစ်ပတ်အောင်မလုပ်ရင်ပြီးတာပဲOh